follow ရသိရှင်နေမှာဟုတ်လားဆမကပဲသွားလာလဲဘာတွေသွားလှုပ်လာလဲဆိုတော့နော်ဆမထိုင်းလို့မေးမယ်နော်မနေ့တော့ဆမအားကစားသွားလှုပ်တာပါအမေကမနေ့အဲ့တကယ်တော့ဆမအားကစားမလှုပ်တာတော်တော်ကြာတော့လေကိုလက်တယ်ကလေအဲ့ရေဝါလဲကြိုက်ခဲတယ်နော်ပျော်ရွှင်လဲကြိုက်ခဲတော့ညောင်းညောင်းတကယ်သိတာကွာဆိုတော့နော်အဲ့ရထားတယ်ချက်ချင်းသွားလိုက်တော့ကွာဒီအားကစားလုပ်တဲ့နေရာတစ်ခုကိုသွားလိုက်ကွာနော်ဆိုတော့ဆမောနော်ပါသွားလို့လာတယ်သိရှင်တယ်နော်ไปทำอะไรมาไปทำอะไรมาဘယ်သွားလာလဲဆိုไปไหนมาဆိုတာနေရာမေးတော့ကွာไปไหนมาဆိုတော့နော်နေရာပြောပြရမှာဒါไปไหนมาနော်ไปทำอะไรมาဘာလုပ်ခဲ့လဲနော်လုပ်ရပြောပြရမယ်နော်ဟင်းချက်ခဲ့တယ်မင်းချက်ခဲ့တယ်ရေးစားတဲ့ချိန်တွေးရနော်အလဲသွားရနော်တငယ်ကြီးတဲ့ dancing program တွေသွားလုပ်တယ် okay anyway အဲ့လိုပြောရမှာနော် so ไปไหนมาဆိုနေရာမေးတယ်ไปทำอะไรมาဘာတော့လုပ်လာလဲလုပ်ရမေးတယ်နော်အချင်းကိုလုပ်ခဲ့တဲ့အရာကိုပြောပြရမယ်